ယ်ပြိုင်ပွဲမဆိုပြိုင်မီဆိုကြတဲ့ကချန်ပီယံဖြစ်ဖို့ပဲကျွန်တော်ဥတည်တာပေါ့နော်ကိုယ်ရီမှန်းထားတဲ့ချန်ပီယံဆိုတဲ့လမ်းကြောင်းကိုတော့ကျွန်တော်တို့ကဖြစ်အောင်ပဲကျွန်တော်တို့ကဆက်လက်ပြီးခြေတက်ပြီးတော့ကြိုးစားမှာဖြစ်ပါတော့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ကိုကျော်စွာဖြစ်ပါတယ်ဒီ YG U19 အသင်းမှာကျွန်တော် CEO တာဝန်ထမ်းဆောင်တော့အဓိကတော့ကျွန်တော်တို့ကမနစ်ကတော့ဒုတိယပဲရခဲ့တာပေါ့ဒုတိယရခဲ့တယ်အကြောင်းမျိုးကြောင့်ချန်ပီယံဆုနဲ့လွဲချော်ခဲ့တယ်ပေါ့ဒီနှစ်ကတော့မနစ်ကအားနည်းချက်တွေကိုကျွန်တော်တို့ပြန်လဲသုံးသပ်ပြီးတော့အားနည်းချက်တွေကိုပြန်လဲပြီးတော့အားဖြည့်ထားတယ်ပြီးတော့ရှိပြီးသားအားရည်တွေကိုလည်းထပ်ပြီးတော့ပုံမကောင်းမွန်လုပ်ထားရပါတော့ဟုတ်ကဲ့ပါဒီနှစ်လည်းပဲချန်ပီယံအတွက်ပဲကျွန်တော်တို့ကအားစိုက်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါကျွန်တော်တို့ကမနစ်ကပြိုင်ပွဲပြီးကြတဲ့ကဒီနှစ်မှာလည်း U19 ကိုဝင်ပြိုင်မယ်ဆိုရည်ရွယ်ချက်ကရှိပြီးသားဖြစ်တဲ့အတွက်ကစားသမားတွေကိုမနစ်ကတည်းကကျွန်တော်တို့ကselection လေးခေါ်ထားရှိပါတယ်ရှိပြီးတော့လည်းကမ်တွင်းထားတယ်ပေါ့တွင်းထားတယ်အခုဒီပြိုင်ပွဲမတိုင်ခင်မှာလည်းကျွန်တော်တို့ကလူရေးပွဲလေးကိုလည်း2ရက်လုပ်လိုက်တယ်လူရေးပွဲမှာလည်းကစားသမားတွေထိုက်တန်လောက်တော့ရခဲ့ပါတယ်ရှိပြီးသားကစားသမားနဲ့ထပ်ပြီးရွေးတဲ့ကစားသမားပြီးတော့ကျွန်တော်တို့ကဒါမနစ်ကဆိုလဲချန်ပီယံဖြစ်ခဲ့တဲ့အသင်းမှာကစားတဲ့အောင်ခန့်စော်တို့လိုကလေးတွေကျွန်တော်အသင်းမှာလည်းရောက်လာတော့အားထပ်ဖြည့်လိုက်တော့နောက်တစ်ခုကတော့ကျွန်တော်ကဒါနေရနေပြီးတော့နေရကျွန်တော်တို့ရှိကိုတီးတန့်ပေါ့နေမှာလည်းပဲသူတို့ U19 အတွက်ပဲလေ့ကျင့်ပေးနေတဲ့ကလေးတွေပေါ့8ယောက်လောက်ရှိတယ်ဒီကလေးဆိုတော်တော်လေး skill ကောင်းတယ်နယ်ကစားသမားဆိုပေမဲ့ရန်ကုန်မှာအများအားဆော့နေတဲ့ကစားသမားလို့တော့ထင်ရအောင်ပေါ့နော်ကလေး skill ကောင်းတယ်စီကန်းလိုက်နိုင်မှုလည်းအရန်ကောင်းတယ်သူတို့ဆိုလည်းကျွန်တော်တို့နဲ့ကန့်မှာဝင်ပြီးတော့လေ့ကျင့်ခန်းတွေရှင်းနေတယ်ဒါနီးပြရဲ့နီးပြတင် जा ပေးတဲ့ဟာတွေကိုယ်တိုင် skill တွေကြက်ခိုင်မှုတွေဒါတွေကိုတစ်နေ့2ကြိမ်နှုံးနေပေါ့နော်လေ့ကျင့်ခန်းရှင်းတော့တော်တော်ကောင်းပါတယ်ဒီနေ့ကတော့ဒါအမနာနဲ့ပြောရတော့မနစ်က U19 အသင်းထက်ကိုဒီနှစ်ကလေးတွေကပို့ပြီးတော့အားဆိုင်မှုအာယုံထားမှုကပို့ပြီးတော့ကောင်းမွန်လာတွေ့ရပါတယ်။ U19 ကတော့ဒီနှစ်လဲ12သင်းပဲပေါ့နော်။12သင်းဆိုတော့အသင်းကြီးတွေတော်တော်များများရှင်ပြတယ်ပြောတဲ့အားဆိုင်မှုတွေကတော့အသင်းတိုင်းလိုလိုကတော့အားဆိုင်ပြီးတော့တေချာလေးကိုလုံနေတာကိုလည်းတွေ့နေမြင်နေကြားနေရပါတော့။အခုအနည်းဆက်သုံးပြောရတော့ MIU တို့ 1CDC တို့ Sanfa တို့ဒီလိုအသင်းတွေဆိုတော့တော်တော်အားကြိုးမှတ်တဲ့ချန်ပီယံအတွက်သူတို့တွေဟောပေါ့စူးစမ်းနေအောင်တွေ့ရပါဘူးတခြားအသင်းတွေလည်းအဲ့လိုပါပဲတော်တော်လေးကောင်းပါတယ်ဒီနေ့ပြိုင်မဲ့12သင်းမှာ12သင်းလုံးကပြင်ဆင်မှုတော်တော်အားကောင်းပါတယ်ကျွန်တော်တို့ကတော့ဘယ်ပြိုင်ပွဲမဆိုပြိုင်မီဆိုကြတဲ့ကချန်ပီယံဖြစ်ဖို့ပဲကျွန်တော်တို့ဥတည်တာပေါ့နော်အဲ့တော့ချန်ပီယံတခြားအသင်းတွေပြင်ဆင်မှုအားကောင်းတာလည်းတွေ့နေမြင်နေရဒါပေမဲ့လည်းကျွန်တော်တို့ကတော့ကိုယ်ရီမှန်းထားတဲ့ချန်ပီယံဆိုတဲ့လမ်းကြောင်းကိုတော့ကျွန်တော်တို့ကဖြစ်အောင်ပဲကျွန်တော်တို့ကဆက်လက်ပြီးခြေတက်ပြီးတော့ကြိုးစားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီຢာတွေလုပ်တယ်ဆိုတာကအသင်းအောင်မြင်ဖို့ကတော့ပထမပေါ့လေနောက်ထပ်ပို့ပြီးတော့ရည်ရွယ်ချက်ကတော့ National Team ပေါ့ National Team မှာတကယ်လူငယ်ကစားသမားတွေ quality ပြည့်မီတဲ့ကစားသမားတွေရောက်မယ်ရှင်းပြောရတော့ဗျာကျွန်တော်တို့ National Teamမြန်မာမျိုးသားလေဝေးစဉ်ဖူးဆဲအသင်းကနိုင်ငံတကာပွဲတွေမနိုင်တာတော့တော်တော်များနေပြီ။နိုင်ငံတကာပွဲတွေနိုင်သေးခြင်းနဲ့စုဗလားတွေရသေးခြင်းနဲ့အဲ့အတွက်လည်းကျွန်တော်တို့ကဒီဟာကိုလုပ်နေရဖြစ်တဲ့အတွက်အခု YG U19 အသင်းမှာကစားနေတဲ့ကလေးတွေလည်းပဲကိုယ်အသင်းနဲ့အောင်မြင်မှုတွေယူမယ်။ပြီးရင်လေဝေးစဉ်ကစားသမားဖြစ်ပြီးနိုင်ငံအတွက်စုစည်းတွေအများကြီးရရှိအောင်ဆောင်ရွက်နိုင်ပါစေလို့ကလေးတွေအတွက်ကျွန်တော်ဆုမွန်အောင်တောင်းပေးပါအခု U16 U60 U19 ပြိုင်ပွဲကဒါဒီမေလ9ရက်နေ့မှာစတင်ကျင်းပတော့မှာဖြစ်တဲ့အတွက်ကျွန်တော် YG အသင်းရဲ့ရှိပြီးသားအမာခံပြည်သက်တွေရောနောက်ထပ်အားပေးမဲ့ပြည်သက်တွေရောကွင်းတွင်းကိုလာရောက်ပြီးတော့အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ဒါအပြင်လည်းကျွန်တော်တို့ကဒီ HTV Sport Channel ပေါ့နော် HTV Sport Channel ကကျွန်တော်ပွဲစဉ်တွေကိုလွှင့်ပေးနေမှာရှိပါတယ် live လွှင့်မှာ live လွှင့်ကိုလည်းရှိတယ် highlight တွေပြန်ပြဖို့လည်းရှိတယ်အဲ့အတွက်လည်းကိုယ်တိုင်ကိုကြ
ကွင်းထဲကိုလာရောက်အားမပေးနိုင်ခဲ့ရင်လည်းပဲဒါတော့ live နဲ့ HTV Sport Channel ကနေကြည့်ရှုအားပေးဖို့အတွက်ဒါပြည်သက်တွေကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်နာမည်အောင်ကျော်စိုးပါကျွန်တော်ဒီ YNG U19 မှာတော့ကျွန်တော်ဒီပြချုပ်အနေနဲ့တာဝန်ယူထားပါတယ်ဒီထဲမှာတော့ကျွန်တော်တို့နေရကလေးလည်းပါတယ်ကျွန်တော်တို့ဒီရန်ကုန်ခြေစားရကလေးလည်းပါတယ်နောက်ပါကြပါတယ်ကျွန်တော်တို့အယောက်24ယောက်လောက်ရှိအခုစူးစီးထားတဲ့အနေအထားကျွန်တော်တို့အခုနှစ်ပတ်ထဲမှာ training ရောက်နေပြီပေါ့နော်ကျွန်တော်တို့ကြံမတိုင်ခင်10ရက်လောက်9ရက်လောက်အလိုတည်းကကျွန်တော်တို့လုပ်ထားတဲ့အခုချိန်မှာတော့ဒီနေ့ဒီချိန်မှာတော့ကျွန်တော်တို့လိုချင်တဲ့ပုံစံတော့အရင်တော့အားရတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ပုံစံကောင်းတစ်ခုတော့ရောက်နေတယ်လို့တော့ခံစားရပါတယ်မနစ်က U19 မှာကျွန်တော်တို့ကYNG အနေနဲ့ဒုတိယရတာလေဒီနေ့ကတော့ကျွန်တော်တို့ကရည်ရွယ်ချက်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ချန်ပီယံလမ်းကြောင်းပေါ်မှာရှိနေရမယ်လေဒီတင်းကဆိုတော့ကျွန်တော်တို့ကတော့ချန်ပီယံဖြစ်အောင်တော့ကြိုးစားပါမယ်ကျွန်တော်တို့ကတပွဲချင်းစီကိုကျွန်တော်တို့တည်တည်ချာချာချင်းကပ်သွားမယ်ချန်ပီယံဖြစ်လောက်တဲ့အနေအထားရှိအောင်လည်းကျွန်တော်တို့စူးစမ်းသွားမှာပေါ့နော်ဆိုတော့ဒါကတော့တဖြည်းဖြည်းချင်းပွဲအချိန်ကာလကလည်းကြာတဲ့အတွက်ကျွန်တော်တို့ပြင်ဆင်ခွင့်ရအောင်ပါကျွန်တော်တို့ဒီ YNG အသင်းကြီးရောဒီအသင်းငယ်လေးကိုရောအားပေးနေတဲ့မိဘပြည်သူဒီကောင်မတော်များအားလုံးကိုကျွန်တော်တို့ဒီပွဲကမကြခင်9လပိုင်း9ရက်နေ့စနေနေ့မှာဒီလီကစတင်တော့မှာပေါ့နော် MFF မှာပဲကျင်းပမှာဖြစ်တဲ့အတွက်ကွင်းသွင်းကိုလည်းလာရောက်အားပေးလို့ရတယ်လို့ line ပေါ်ကနေလည်းကျွန်တော်တို့ကြည့်ရှုလို့ရပါတယ် Hey Play application တို့ဘာတို့ကနေလည်းကျွန်တော်တို့ live ထုတ်ပြန်ပြသသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ YNG U19 အသင်းကိုအားပေးကြပါလို့အားလုံးကိုပြောကြချင်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ရဲရဲလို့ပြောရဲရဲလို့ခေါ်ပါတယ်အခုကစားတဲ့နေရာကအလားပိုစရှင်ကစားနေပါဗျဟုတ်ကျွန်တော်နာမည်ကတော့အောင်ခန့်စောပါကျွန်တော်အခုကစားမဲ့အသင်းကတော့ YNG အသင်းပဲဖြစ်ပါတယ်ကစားမဲ့ position ကတော့အခုတော့အလားပဲကစားမှာဟုတ်တယ်အရင်ကလည်းဒီ YNG 19မှာပဲကန်တာပါအခုလည်း YNG 19မှာကန်တာပါဗျYNG အသင်းနဲ့ join ဖြစ်ပုံတွေရောညီလေးပထမပြီးခဲ့ League 1တင်းလိုင်းအောင်မှာမကန်ခင်တည်းကစာချုပ်တွေလုပ်ပြီးသားပေါ့အကုန်လုံးဒါပေမဲ့ပြောပြီးတော့ကိုယ်ဆရာကြီးလည်းရှိသေးတော့ဒီတင်းလိုင်းအောင်မှာဒီတနစ်ကန်မယ်ပေါ့ကန်ပြီးသွားတော့မှ19ကျမှလာ join မယ်ဆိုပြီးတော့ရောက်ခဲ့တာရွေးချက်ပေးကြလဲဆိုတော့ဥစားပေါ့ကိုငင်းမင်းဆိုအားကြလို့ပေါ့အဲကြောင့်ရွေးချက်ပေးခဲ့တာပေါ့training ဆင်းတာတော့တစ်ပတ်လောက်တော့ရှိပြီကြာလာပြီးဆင်းတာမစိမ့်ဘူးပေါ့အရင်တည်းကလည်းသိနေတဲ့လူတွေပဲဆိုတော့ဒါပေမဲ့အစ်စ်တွေတော့အများကြီးဖြစ်သွားတယ်အသင်းပေါ်တော့ကောင်းပါတယ်အသင်းကတော့အခုကလူငယ်တွေနဲ့အများကြီးနဲ့ဖွဲ့စည်းရတဲ့အသင်းဆိုတော့ပိုကြိုးစားရမှာပေါ့တိုင်မလို့ဆိုတော့အခုအကုန်လုံးကတော့ဒီနေ့ကစပြီးတော့ကန့်ဝင်ကြမှာဆိုတော့ကန့်မှာစီးစီးလုံးလုံးနဲ့ပဲပြောင်းရင်တယောက်ပေးဦးတဲ့ပေါ့ကစားကွက်တွေရောအကုန်လုံးနေတာထိုင်တာစားတာတောက်တာသွားလာအကုန်လုံးတစုစည်းနဲ့ပဲဟုတ်အကုန်လုံးပုံစံနဲ့ကြိုးစားရမှာပေါ့တူးချင်းမှလည်းနီးပြတွေအကုန်လုံးတင်ကြားပေးတယ်ပြီးတော့ချင်းတွေပါလည်းတခြားလုပ်ပေးခင်ဗျအခုနီးပြကြဒီနေ့ကတော့ချန်ပီယံဖြစ်မယ်လို့မျှော်လင့်ထားပါတယ်ခင်ဗျဒီစုကိုမိုင်းယူစကိုအများကြီးတော့စူးစမ်းနေပါတယ်ချန်ပီယံဖြစ်ဖို့အတွက်ဟုတ်မနစ်ကလည်းဒီအသင်းကဒုတိယနေရာလေးရတာဆိုတော့ပထမနေရာရအောင်တော့အကောင်းဆုံးစူးစမ်းပါမယ်ဟုတ်မနစ်ကတော့အကောင်းဆုံးကစားသမားစုရခဲ့တယ်ဒီနေ့တော့ထိန်းသိမ်းရမှာပါအဲ့စုပြန်ပြီးရအောင်လည်းစူးစမ်းပါအောင်ထပ်ပြီးတော့ကျွန်တော် YNG အသင်းကိုလည်းလာအောင်အားပေးပါလို့10ရက်နေ့ပြိုင်ပွဲစပါပြီပြည်သက်အားလုံးဖိတ်ခေါ်ပါတယ်လို့ယူစကိုအားပေးကြပါဦး YNG ယူစကို